လုံးပဲမင်္ဂလာပါရှင်နားလင်္ကာပါရှင်ဒီတစ်ပတ်ကလင်္ကာကဘာအကြောင်းပြောသွားမှာလဲဆိုတော့ Good Vibe Collide ဆိုတဲ့စာအုပ်လေးတဲ့ကမသားစရာကောင်းတဲ့အောင်းရလေးကိုပြပြသွားမှာဖြစ်ပါရဲ့ပေါ့နော်တခါတလေကြရင်ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ခင်သူမိတ်ဆွေတွေကိုဘယ်လိုပြောမလဲအားပေးစကားပြောရင်သူတို့ကိုဖြည့်သိရင်လည်းပဲကိုပင်ပန်းလာတာမျိုးကိုယ်တိုင်စိတ်သက်ကြလာတာမျိုးကိုဖြစ်ဘူးကြတယ်မလားကိုညီရင်းနဲ့ကိုမေ့သွားတာမျိုးပင်ပန်းသွားတာမျိုးသူ့ကိုညီရင်းနဲ့ပဲကိုပါစိတ်ညစ်ရတာမျိုးပေါ့အဲ့လိုမျိုးရှိဘူးတယ်မလားတခါတလေကြတော့အဲ့လိုမျိုးမြမကိုညီရင်းကနေကိုနစ်မွန်းသွားတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ဒီနေ့ကအဲ့ဒီ Good Vibe Collide ဆိုတဲ့စာအုပ်လေးကသူပြောထားတဲ့သူ့ရဲ့အကြောင်းအရာနဲ့သူအလင်္ကာကပြန်ပြီးတော့မျှဝေပေးခြင်းတယ်ပေါ့နော်သူ့ရဲ့အကြောင်းအရာကဘာလဲဆိုတော့သူတက္ကသိုလ်ကျောင်းသားဘဝတော့ငါပေါ့နော်သူ့ရဲ့တငယ်ချင်းကသူ့ချစ်သူနဲ့လမ်းခွဲပြီးတော့သူကသူ့ကိုယ်သူအဆုံးစီရင်ဖို့ထိသူစ조사ခဲ့တယ်ပေါ့နော်ဒါပေမဲ့သူကသူ့တငယ်ချင်းကိုကယ်နိုင်ခဲ့တယ်ပြဿနာအဲ့မှာစတာပဲသူကသူ့တငယ်ချင်းကိုကယ်လိုက်နိုင်ပေမဲ့အဲ့ဒီနောက်ပိုင်းရက်တွေမှာသူကသူ့တငယ်ချင်းဘေးမှာရှိတဲ့ချိန်တိုင်းသူကအားပေးစကားတွေပြောတယ်ဘယ်လိုပြောလဲနှစ်သိမ့်ပေးတယ်ပေါ့နော်အမြဲတမ်းအဲ့လိုမျိုးနှစ်သိမ့်ပေးနေပဲတနေ့ကျတော့သူကသူ့ကိုယ်သူပြန်ပြီးတော့တတိထားမိလာတယ်သူကအဲ့လိုမျိုးသူအားပေးနေပဲနှစ်သိမ့်ရင်းနဲ့ပဲသူများကိုကူညီရင်းနဲ့ပဲသူ့ကိုယ်သူစိတ်သက်တွေအကြီးအကျယ်ကျလာတော့ကိုသူတတိထားမိတယ်ပေါ့နော်အဲ့ဒီအချိန်မှာမှသူကကိုဘလိုမျိုးပြန်တတိပေးလဲဆိုတော့ငါကိုယ်တိုင်အတွက်တော်မှငါခွက်ထဲမှာဘာမှမရှိဘဲနဲ့သူများအတွက်ကိုငါကဘာလို့ဖြည့်ဆည်းပေးနိုင်ရမှာလဲပေါ့နော်ဒါကြောင့်မလို့သူကဘယ်လိုမျိုးတွေးလဲဆိုတော့သူများကိုကူညီဖို့ဆိုရင်ကိုအရင်ဆုံးခွန်အားတွေရှိဖို့စိတ်သက်ကျန်းခိုင်ရှိဖို့ပို့ပြီးတော့အရေးကြီးတယ်ဆိုတော့သူကအဲ့ဒီသင်ခန်းစာကနေပြီးတော့သူကအယိုးဆွဲတဲ့ထီအောင်သူကတီးလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကအားလုံးလည်းသိကြတဲ့အတိုင်းပဲလေကိုကတန်းနေတယ်ဆိုရင်ကိုကြည့်နေတဲ့သူကလိုက်တန်းတက်တယ်လေအဲ့ဒါဘာလဲဆိုတော့ကူးဆက်တာပဲမလားဒီလိုပါပဲကိုရဲ့စိတ်ခံစားချက်ကလည်းကိုရဲ့ဘေးမှာဘယ်လိုမျိုးသူတွေထားလဲကိုရဲ့ဘေးမှာဘယ်လိုတငယ်ချင်းတွေကရှိနေလဲဆိုတာကိုအလင်္ကာတို့အတွက်အရန်ကိုရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုရင်တကယ်လို့ကိုကအဲ့ဒီတငယ်ချင်းကအမြဲတမ်းစိတ်ညစ်စရာတွေရှိတယ်အဲ့ဒီသူကစိတ်ညစ်စရာတွေအမြဲတမ်းပြောတတ်တယ်ဆိုရင်သူ့ရဲ့ညစ်နေတဲ့စိတ်ကကိုယ့်စီကိုလာပြီးတော့ကူးဆက်တယ်လို့မျိုးတကယ်လို့တစ်ဖက်မှာလည်းကိုယ့်ရဲ့တငယ်ချင်းကပျော်နေတတ်တယ်တက်ကြွနေတတ်တယ်ဆိုရင်ကိုယ်တိုင်ကလည်းတက်ကြွနဲ့ပျော်ရွှင်နေတတ်တဲ့သူဖြစ်လာတယ်လေဒီလိုပဲလေစိတ်ဆိုတာကူးဆက်တတ်တယ်လို့အကျင့်စရိုက်တွေကလည်းအကုန်လုံးကူးဆက်တတ်တယ်မလားအဲကြောင့်မလို့ကျမတို့ရဲ့နေ့စဉ်ဘဝမှာကဘယ်လိုမျိုးသူတွေနဲ့ပေါင်းတင်ရမလဲဘယ်လိုမျိုးသူတွေနဲ့ဆက်ဆံရမလဲဆိုတာကိုအရင်အရေးကြီးပါတယ်ဒါဆိုရင်ပုံပြင်လေးပြန်စားကြရအောင်နော်အဲ့ဒီနောက်မှာကျွန်တော်ကကိုယ့်အတွက်ကိုအချိန်ယူပြီးတော့သူနဲ့နည်းနည်းအလန်းဝေးတဲ့3-5 လလောက်ကျွန်တော်ပြန်တိဆောက်ပြီးတော့ကိုယ်တိုင်အစင်သင့်ဖြစ်ပြီးဆိုတဲ့အခါကျမှကျွန်တော်ကသူ့စီကိုတွားပြီးတော့ပြန်ပြီးတော့ကုညီဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျရင်ကိုတငယ်ချင်းကိုဖြစ်ကိုချရတဲ့သူဖြစ်ကုညီရတော့မယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ခွက်ထဲမှာအပြည့်ဖြည့်ထားဖို့လိုအပ်တယ်ဆိုတာကိုမမေ့ပါနဲ့ဘာလို့လဲဆိုတော့ကိုတကယ်အားရှိမှကိုတကယ်စွမ်းအားပြည့်နေမှသူများကိုကုညီနိုင်မှာပါဒီလိုမှမဟုတ်ဘူးဆိုရင်သူများစီကအနုလက္ခဏာဆောင်တဲ့အကြောင်းအရာတွေကကိုစီကုလာတတ်တယ်လေအစိုးရကြီးဆုံးတစ်ခုကတော့ဒီအနုလက္ခဏာဆောင်တဲ့ဂျားတွေထဲမှာလဲကိုရဲ့စွမ်းအင်ကိုအကောင်းဘက်ဖြစ်အောင်ကိုမြင့်တင်ထားဖို့လိုအပ်ပါတယ်ဒီနေ့ရှင်းပြထားတဲ့အကြောင်းအရာကိုစိုက်နေတတ်မယ်လို့လင်ကားမျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်Bye bye